တင်ဟာကိုကိုညံကောင်းတယ်လို့ထင်ပါသလားဒါမှမဟုတ်သူကဘာကျော်သိပ္ပံပညာရှင်ဒီအိုင်စတိုင်းကိုရောညံကောင်းဆုံးလို့ထင်ပါသလားတကယ်တော့အိုင်စတိုင်းထက်တောင် IQ ကိန်းကနန်းနေအဆက်အမတန်တာလွန်နေတဲ့လူသားစက်ရုပ်လိုတင်စားရမယ့်ပါရမီရှင်တွေကျွန်တော်တို့ကဘာပေါ်မှာရှိခဲ့ပူပါတယ်သူတို့ဟာအနည်းပြကွက်နဲ့တွားနေတဲ့ကဘာကြီးထဲမှာအမြန်နှုံးအမြင့်ဆုံးနဲ့ပြေးနေသူတွေလိုပါပဲဒီနေ့မှာတော့တာမန်လူတွေနားမလည်နိုင်လောက်အောင်ညံရည်မြင့်မာတဲ့ကဘာ IQ အမြင့်ဆုံး9ဦးအကြောင်းကိုတင်ဆက်ပေးတော့မှာပါပထမဆုံးတစ်ယောက်ကတော့လူသားတွေထဲကဂျိုးသားလူတောင်ခေါ်ရမယ် William James Sidney ပါသူ့ရဲ့ IQ ဟာ250ကနေ3လကြာမှရှိပါတယ်ဒါဟာပြန်မြလူတစ်ယောက်ထက်3ဆနီးပါးပိုများနေရပါသူဟာအသက်2နှစ်မှာသတင်းစာဖတ်တယ်10နှစ်မှာကိုပိုင်ဘာသာစကားတစ်ခုကိုတီထွင်ခဲ့ပြီး17နှစ်မှာ Harvard တက္ကသိုလ်ကပါမောက္ခတွေကိုတင် ချကြောင်းဟောပြောခဲ့သူပါဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကဒီလောက်ညံကောင်းတဲ့သူဟာနောက်ဆုံးမှာတော့တာမန်စာရေးအလုပ်နဲ့ပဲဘဝကိုအထီးကျန်စွာအဆုံးသတ်သွားခဲ့ပါတယ်သူဟာညံရည်မိနမခင်းရဲ့ကောင်းကြီးနဲ့ကျင့်စာကိုတပြိုင်တည်းခန်းစားခဲ့ရသူပါဒုတိယတစ်ယောက်ကတော့တင် ချလောက်ကရဲ့မူးဆက်လိုတင်စားခံရတဲ့ Terence တောင်ပါ IQ 30ပိုင်ရှင်သူဟာအသက်နှစ်မှာတဲ့ကလေးတွေကိုစလုံးပေါင်းတဲ့တင် ချအတွက်နီးတင်ပေးနေပါပြီလူတွေကတော့သူ့အုံနောက်ဟာစူပါကွန်ပျူတာတစ်လုံးလိုအလုပ်လုပ်တယ်လို့ပြောကြပါတယ်သူဟာခက်ခဲလွန်းလို့ဘယ်သူမှမဖြေရှင်းနိုင်တဲ့တင် ချပု္ပ္ပစာတွေကိုကစားစရာလိုဖြေရှင်းပြနေတဲ့လက်ရှိကမ္ဘာညံအကောင်းဆုံးသက်ရှိတင် ချပါရမီရှင်တူပဲဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ IQ 225ရှိတဲ့ Christopher Hirata ပါတင်အသက်16နှစ်မှာဘာလုပ်နေလဲ Christopher ကတော့အသက်16နှစ်မှာ NASA မှာအလုပ်ဝင်နေပါပြီသူဟာအင်္ဂါဂြိုဟ်ပေါ်ကိုလူလွှတ်မဲ့စီမံကိန်းဒီမှာအဓိကနေရာကပါဝင်နေတာပါသူ့ရဲ့ဉာဏ်ရည်ဟာစာအုပ်ထဲကစာတွေကိုဖတ်ယုံလည်းမဟုတ်စကြဝဠာရဲ့လူဝက်ချက်တွေကိုပါဖော်ထုတ်နိုင်တဲ့အထိထက်မြက်လွန်းလာပါတယ်အမျိုးသမီးတွေလည်းဉာဏ်ကြီးရှင်ဖြစ်နိုင်ကြောင်းသက်သေပြသွားတယ်သူကတော့ Guinness စံချိန်တဲ့ IQ 228ပိုင်ရှင် Marilyn Vossavan ဆိုတာရှိပါတယ်သူမဟာဆယ်စုပေါင်းများစွာကမ္ဘာ IQ အမြင့်ဆုံးအမျိုးသမီးအဖြစ်ရပ်တည်ခဲ့သူပါသူမစီကိုကမ္ဘာတဝိုင်းကလူတွေကအဖြေမရှိတဲ့ပု္ပ္ပစာတွေဘဝပြဿနာတွေကိုစာရေးပြီးမေးကြပါတယ်သူမရဲ့ညံ့ရေးဟာဘလောက်တောင်ထက်သန်တယ်လဲဆိုရင်ရှုပ်ထွေးလုံးတဲ့တင် ချပဟိလေးတွေကိုတစ်ချက်ကြည့်ုံနဲ့အဖြေထုတ်လိုက်စွာရှိပါတယ်နောက်ဆုံးတစ်ယောက်ကတော့ကျွန်တော်တို့အားလုံးအတွက်သင်ခန်းစာတစ်ခုပေးသွားတဲ့ကိုရီးယားပါရမီရှင် Kim An-young ပါ IQ 98ရှိတဲ့သူဟာကလေးဘဝမှာတင် TV အစီအစဉ်တွေမှာခက်ခဲတဲ့ပု္ပ္ပစာတွေကိုဖြတ်ခနဲဖြေပြနိုင်လို့တကဘာလုံးအံ့ဩခဲ့ပါတယ်NASA မှာထိပ်တန်းပညာရှင်ဖြစ်အလုပ်လုပ်ခဲ့ပေမဲ့သူဟာရုတ်တရက်အရာအလုံးကိုစွန့်လွတ်ပြီးကိုရီးယားကိုပြန်လာခဲ့ပါတယ်။ဘာဖြစ်လို့လဲသိလား။သူကညံကောင်းဆုံးလူဖြစ်ရတာထက်ပျော်ရွှင်တဲ့လူဖြစ်ရတာကပိုအရေးကြီးတယ်လို့ပြောခဲ့လို့ပါ။ကမ္ဘာပေါ်မှာ IQ အမြင့်ဆုံးဒီလူ9အုပ်ကိုကြည့်ရင်ညံရည်ဆိုတာလက်ဆောင်တစ်ခုဖြစ်လို့တာဝန်တစ်ခုလည်းဖြစ်နေတာကိုတွေ့ရမှာပါ။သူတို့ထဲမှာတင် ချနဲ့ကဘာကြီးကိုပြောင်းလဲခဲ့သူတွေရှိသလိုကိုယ့်ရဲ့ပျော်ရွှင်မှုကိုပဲရွေးချယ်သွားသူတွေလည်းရှိပါတယ်။သင်ကသူတို့လိုညံကောင်းခဲ့ရင်ဘာလုပ်မလဲ။ comment မှာရေးပေးခဲ့ပါအောင်အခုလိုထူးထူးခြားခြားအကြောင်းအရာတွေကိုအမြဲကြည့်ရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါဘူးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်